อ๋อตูจามาอะไรจริงจามาจามากะไม่ได้เพียงสิสินชีเด้เด้อ๋อยาบาเร่เสียก็ชิงจุ้ยอาบาเร่ลูลูมาด้วยยังบ่เดนนาซีมาด้วยยังจะขาดเลยว่าเพื่อนนาหัวพี่นี่จะนอกก็ไม่ทันขอว่าลูเสียมากก็ไม่ทันที่ยาเร่ลูเนี่ยทีนี้เลยเจจูโร่พี่มันเนี่ยเข้ามาเป็นในสุดท้ายก็ยาเร่ตัวจังเลยอาจารย์ก็เจจูที่มาเลยทีนี้มาကျွန်တော်တူတူလည်းနဲ့ဟောချင်တာကလူဘဝရဲ့တက်တန်းကိုအတူလဲနဲ့ကျွန်တော်ဟောချင်တယ်ဒီနေ့ကျွန်တော်တို့ဒီလောကကိုကြည်လာတဲ့အချိန်မှာကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည်လာတဲ့အချိန်မှာငြင်းချမ်းတဲ့နေရာတခုမှမရှိတော့ဘူးကျွန်တော်တို့အချိန်မသေးပဲဖြစ်အရှင်ယောဟန်ပဲဖြစ်ယေရှုခရစ်တော်ဒုတိယကြွလာခြင်းရဲ့နမိတ်လက္ခဏာတွေဟာတကဘာလုံးမှာတနေ့ပြီးတနေ့ဖြစ်ပေါ်လာတယ်ယောဂါတွေယာနေအမျိုးမျိုးပဲတာနေအစာရည်စာခေါင်းပါခြင်းနေနော်တခုပြီးတခုဒီလောကမှာရောက်ရှိနေတာအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တဟာလူရဲ့အတ္တဟာဒူတောင်းသောကာလထဲမှာနော်ကျွန်တော်တို့ရဲ့ဒီအသက်ရှင်နေတဲ့အချိန်ကာလထဲမှာကျွန်တော်တို့ဘုရားသခင်ကိုဘယ်လိုချင့်ကပ်ရမလဲဘုရားသခင်အတွက်ကျွန်တော်တို့ဘယ်လိုအမှုတော်ဆောင်ရမလဲကျွန်တော်တို့အတ္တကိုဘယ်လိုရှော့လှမ်းရမလဲဆိုတာလေးကိုကျွန်တော်ဒီနေ့အတူကုတ်လေးနဲ့ကျွန်တော်ပြောချင်တာပါတယ်ဖြစ်ပါတယ်ကျမ်းစာတစ်ပိုက်လောက်ဖတ်ကြည့်ရအောင်ဟေဘေအခန်းကြီးကိုအငယ်20ခွန်ကနေဖတ်မယ်ဟေဘေအခန်းကြီးကိုအငယ်20ခွန်ကနေဖတ်မယ်လူသည်တခါတီးတာတည်၍သူနောက်မှတရားရှိရင်ချင်းကိုခံတော်မူရ၏ခံတော်မူရမည်သူနည်းသူခရစ်တော်သည်လူအများအပြစ်တော်ကိုခံရခြင်းဟာတခါတီးကိုတော်ကိုပူဇော်ပြီးမှနောက်တဖန်သူတခင်ကိုမျောလင့်လျက်နေတော်သူတို့ကိုကယ်တင်ခြင်းအလိုငါအပြစ်နဲ့မဆန်ပဲပေါ်ထွန်းတော်မူလက်တံဖတ်တော်ကြံပဲအဖြစ်အရောက်ရှိတံကိုဖျားတင်ကောင်းကြည့်ပြပါစေဒီဟေဘဲအခန်းကြီးကိုအငယ်20ခွန်းဟာရှင်းရှင်းလင်းလင်းပဲကြီးထားတယ်လူဟာတစ်ခါတည်းပဲတည်မယ်တည်ပြီးမှဖျားသခင်ရဲ့တရားရှိရင်ချင်းကိုခံရလိမ့်မယ်လို့ပြောထားတယ်တခြားတမန်ကျမ်းစာနဲ့ဟောပေါ့နော် background လို့ပြောရမှာပေါ့နော်အဲ့ဒီကျမ်းစာရဲ့တင်ချက်ကိုကျွန်တော်တို့ဖတ်တဲ့ချိန်မှာအဲ့ဒီတမျိုးနဲ့ဘာသာပြင်မယ်ရှင်နော်လူဟာတစ်ခါတည်းတည်ရမယ့်အမျိုးဖြစ်တယ်အဲ့ဒီလူဟာတည်ရမယ့်အမျိုးဖြစ်တဲ့အတွက်ကြောင့်တည်ဖို့ရအတွက်လည်းအချိန်နာရီနဲ့ရဲ့အားလုံးကလည်းဖျားသခင်ကတတ်မှတ်ပြတာဖြစ်တယ်တဲ့လူကိုတည်ရမယ်တည်တာတော့မကဘူးအဲ့ဒီတည်မဲ့နဲ့ရဲ့ဒီနော်အချိန်ကာလတွေကဖျားသခင်တတ်မှတ်ပြတာဖြစ်တယ်ပြီးမှတရားရှင်ချင်းကိုခံရမယ်ဆိုပြီးတော့ဓမ္မကျမ်းစာမှာအများကြီးတွေ့ခဲ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တဟာကျွန်တော်တို့ကမပန်ဆန်ဘူးမနေ့ဖြတ်အကြောင်းကိုလည်းကျွန်တော်တို့မသိဘူးနောက်အခု9 နာရီခွဲ10 နာရီထွင်ဘယ်လိုဖြစ်လာမလဲ9 နာရီထွင်ကျွန်တော်တို့အတ္တဘယ်လိုဖြစ်လာမလဲဆိုတာလည်းကျွန်တော်တို့မသိနိုင်ဘူးကျွန်တော်တို့အသက်ဝိညာဉ်ပန်ဆန်တော့ဖျားသခင်ဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ဟာကျွန်တော်မေခွန်းတဘောအနေနဲ့လည်းပြောချင်တာတခုကတော့တင်တည်ပြီးရင်ဘေကိုသွားမှာလဲကျွန်တော်တို့တည်ပြီးလူကတစ်ခါတည်ရမယ်တည်ပြီးရင်ကျွန်တော်တို့ဘယ်လိုသွားရမလဲတရားစီရင်ချင်းကိုခံရလိမ့်မယ်တည်ပြီးမှသွားမယ့် line က2 line ပဲရှိတယ်ထာဝရအသက်ကောင်းကင်ဘုံနဲ့ထာဝရတည်ခြင်းငရဲပဲရှိတယ်အဲ့ဒီ line တစ်ခုတည်းမှာကျွန်တော်တို့တစ်ခုခုကိုသွားရတော့မယ်အဲ့ဒီကိုတည်ပြီးမှရွေးလို့မရဘူးနော်တည်ပြီးမှထာဝရအသက်တည်ပြီးမှထာဝရငရဲကိုရွေးလို့မရဘူးအဲ့ဒီဟာကိုတွားရမယ့်လမ်းကိုကျွန်တော်တို့ဘုရားသခင်ကအသက်ရှင်ခွင့်ပေးရတဲ့အချိန်မှာဘုရားသခင်ကဒီလောကမှာအသက်ရှင်ခွင့်ပေးတဲ့အချိန်မှာပဲကျွန်တော်တို့ကရွေးရမယ့်လမ်းဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်တချို့လူတွေကပြောတယ်ကေတင်ချင်းတရားဆိုတာကကျွန်တော်တို့ပဲသိနာမှာလေဘုရားသခင်နဲ့ကျေးဇူးတော်ခရုဏာတော်အပြင်ကျွန်တော်တို့ဟာကေတင်ချင်းရတဲ့အတွက်ကြောင့်တည်ပြီးမှာပဲဘုရားသခင်ကကျွန်တော်တို့ကိုကျေးဇူးပြီးတော့တဏှာပင်ရှင်တော့ကောင်းကင်နိုင်ငံရောက်မှာပေါ့ဘုရားသခင်ကကျွန်တော်ကိုမတနာဘူးရှင်တော့ငရေချမှာပေါ့အဲ့လိုမျိုးယုံကြည်တဲ့လူတွေစိတ်ထဲကနေတာမကပစက်ကနေပြောတဲ့ယုံကြည်သူသားသမီးတွေတော့မှဒီနေ့ချိန်ထိရှိတယ်အဲ့ဒါမှမှန်ဘူးကေတင်ချင်းဆိုတာအသက်ရှင်တဲ့ချိန်မှာပဲကျွန်တော်တို့ကသိစေရမယ်ခါဖြစ်တယ်တည်ပြီးမှဆိုရင်တော့နောင်တတရားလည်းမရနိုင်တော့ဘူးအဲ့ဒါကြောင့်ဒီနေ့မဲချင်တယ်တင်တည်ပြီးရင်ပဲကိုသွားမှလဲလူဟာဖန်ဆင်းရှင်ကလေးကတည်ရမယ့်အမျိုးအဖြစ်ဖျားသခင်ကဖန်ဆင်းပြတာဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့စိတ်ထဲမှာကြည့်ဖို့လိုပါတယ်နံပါတ်1အနေနဲ့ကျွန်တော်ပြောချင်တာကလူတွေရဲ့အတ္တဟာနော်အရန်ကူတော်တဲ့ကာလဖြစ်တယ်
လူတွေရဲ့အသက်တာဟာအရန်ကူတူတော်တဲ့ကာလဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့တည်ရမယ့်အချိန်ကာလလို့ပြောရမှာပေါ့နော်ကျွန်တော်တို့ရဲ့နေ့ရက်ကာလဟာဘုရားသခင်ကနော်ရည်တွက်ပြီးသားမချူပြီးသားဘုရားသခင်ကboundary နော်အချိန်ကာလကိုတတ်မှတ်ပြီးသားဖြစ်တယ်ဘသူကမှအဲ့ဒီအချိန်ကာလနေ့ရက်ကိုဘသူကမှတော်လွှတ်လို့မရဘူးဆိုတာကျွန်တော်တို့ယောဘအခန်းကြီး14အငယ်9မှာတွေ့ခဲ့တယ်ယောဘအခန်းကြီး14အငယ်9မှာတွေ့လဲကျွန်တော်လူဤနဲ့ရတော့ကိုမှတ်တရွေးတဲ့သူနေရတော့ကာလအကြီးအတွက်ကိုလေကူတော်ဒီတိတဖြစ်လူသူမလွန်ဆန္ဒတော့အပန်းအချက်ကိုထားတော်မူတော့ကြောင်းတဲ့နော်လူရဲ့အတ္တဟာဘုရားသခင်ကအကုန်လုံးသိတယ်လူရဲ့နေရက်ကိုလည်းဘုရားသခင်မှတ်မိတယ်တိတဖြစ်နဲ့လူတွေကမလွန်ဆန္ဒဘူးဘုရားသခင်ကတတ်မှတ်ပြီးသားဘုရားသခင်ကချက်ထားပြီးသားဘုရားသခင်ကတည်ပြီးသားဘုရားသခင်လူရဲ့အချိန်ကာလအကြီးအတွက်ဟာဘသူကမှမလွန်ဆန္ဒအောင်ဘုရားသခင်ကတည်ပြီးသားဖြစ်တယ်တဲ့။ဘာလဲတတ်မှတ်ပြီးသားဖြစ်တယ်တဲ့။အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်ဟာဘယ်နဲ့ဘယ်ချိန်ခါမှာဘယ်ကြောကနဲ့ဘယ်လူနဲ့တည်ရမလဲဆိုတာကဘုရားသခင်ကတော့တည်ပြီးသားဖြစ်တယ်။ဘုရားသခင်ကတော့တတ်မှတ်ပြီးသားဖြစ်တယ်။ဒါပေမဲ့လူတွေကိုဘုရားသခင်ကအဲ့ဒါကိုတိခွတ်မပေးဘူး။လုံးဝဘုရားသခင်ကအဲ့ဒီအကြောင်းကိုတိခွတ်မပေးဘူး။ပြီးတော့ဆာလံအခန်းဆာလံ139မြောက်ဆာလံ16မှာဗာကြီးထားတယ်လဲဆိုတော့139မြောက်ဆာလံ16မှာဗာကြီးထားလဲဆိုတော့မစုံလင်တဲ့တော့ကျွန်တော်တို့ဤအလုံးအထွေးကိုလေကိုတော်ဒီကြီးစုရဲ့မင်းတော်မူပြီးထိုအရာတော့ကိုပြုတ်ပြင်ရဲ့တဆုံတစ်ခုမြတ်မရှိမီကာလတွင်ကိုတော်ဤစရင်နဲ့အကုန်အရှင်ဖတ်တလျက်ရှိကြ၏အရင်ကောင်းတယ်နော်တဆုံတစ်ခုမှမရှိမီကာလတွင်ကိုတော်ဤစရင်ထဲနဲ့အကုန်အရှင်ဖတ်တလျက်ရှိပါ၏ကျွန်တော်တို့ဒီလောကမှာမမွေးဖွက်ခင်ကလေးကနော်ကဘာမတီခင်ကလေးကကောင်းကင်နဲ့မေကြီးကိုဖျားတခင်မဖန်ဆင်းခင်ကလေးကတင်နဲ့ကျွန်တော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့အတ္တအဲ့ဒီချိန်မှာမွေးဖွက်မယ်အဲ့ဒီချိန်မှာတည်မယ်အဲ့ဒီချိန်မှာအသက်ရှင်မယ်အမှုတော်ဆောင်မယ်တချင်းဆိုမယ်ဘာညာတွေပေါ့ကျွန်တော်တို့မမွေးခင်ကလေးကဘုရားသခင်ကကျွန်တော်တို့ရဲ့နေ့ရက်ကာလကျွန်တော်တို့ရဲ့အချိန်ကာလဟာသူ့ရဲ့စာအုပ်ထဲမှာမှတ်သားပြီးသားဖြစ်တယ်တဲ့ကိုယ်တော်ရဲ့စရင်နဲ့အကုန်အစင်မှတ်သားလည်းရှိပါ၏တဲ့အဲ့ဒါဆိုဒီနေ့ကျွန်တော်တို့အသက်တာတရက်နေ့လေမှာမပြောနဲ့ကျွန်တော်ရဲ့ခုခန္ဓာမပြောနဲ့ကျွန်တော်တို့ခေါင်းပေါ်မှာရှိတဲ့ရှပင်တမင်လဲတော်မှာကိုယ်တော်ဖျားတည်တယ်ဟာလေလုယာဖျားသခင်ကကျွန်တော်တို့ကိုအကုန်လုံးတည်တယ်ဘာလို့လဲကျွန်တော်တို့မွေးပြီးမှဖျားသခင်တည်တာမဟုတ်ဘူးကျွန်တော်တို့အသက်ရှင်ပြီးမှအမှုတော်ဆောင်ပြီးမှကျွန်တော်တို့ဖျားသခင်ကိုချီးမွမ်းပြီးမှကျွန်တော်တို့ကဖျားသခင်ကိုချစ်ပြီးမှကျွန်တော်တို့ကိုဖျားသခင်ကတည်တာမဟုတ်ဘူးဒီကောင်းကင်နဲ့မြေကြီးကိုမဖန်ဆင်းခင်ကလေးကဖျားသခင်ကကျွန်တော်တို့ဟာတည်ပြီးသားဖြစ်တယ်ကျွန်တော်တို့အတွက်ဖျားသခင်ကအကုန်လုံးပြင်ဆင်ပြီးသားဖြစ်တယ်။အိုးဖျားသခင်ဟာကျွန်တော်တို့အတွက်အရန်ကိုသူ့ရဲ့စရင်ထဲမှာကျွန်တော်တို့ရဲ့အချိန်ကာလကျွန်တော်တို့ရဲ့စရင်တွေအလုံးဟာဖျားသခင်ကမှတ်ပြီးသားတပ်ပတ်ပြီးသားဖြစ်တယ်။အဲ့ဒီလူတူတယောက်ရဲ့နော်လူတူတယောက်ရဲ့အတ္တလူတူတယောက်ရဲ့နေ့ရက်ကာလလူတူတယောက်ရဲ့အချိန်ကာလတာမဟုတ်ဘူးတဲ့ဆာလံ139အငယ်16မှာတော့ကျွန်တော်တို့ရဲ့မမွေးဖွက်ခင်ပဲကလေးကတဆုံတခုမှမရှိခင်ကလေးကကျွန်တော်တို့ရဲ့အသက်ရှင်မဲ့လမ်းကြောင်းဖျားခင်တည်တယ်လို့ဆာလံကျမ်းမှာတော့ပြောထားတယ်ဒါပေမဲ့ကျွန်တော်တို့ဓမ္မတော်အထုအခန်းကြီး7အငယ်26ကိုပြန်ဖတ်မယ်ဆိုရင်တော့အခန်းကြီး7ဓမ္မတော်ဝတ္ထုအခန်းကြီး7အငယ်26မှာဗာရေးထားလဲဆိုတော့ဘုရားသခင်ဒီမေတ္တပင်လုံးနဲ့နေရသောလူအမျိုးမျိုးတို့ကိုတသွေးတည်းနဲ့ဖန်ဆင်းတော်မူ၍သူတို့အားခွဲဝေရှိမှန်သောအချိန်ကာလကိုသူတို့၏နေရအပတ်အချက်ကိုတတ်မှတ်တော်မူ၏ကဲဘုရားသခင်ဘယ်လောက်ကောင်းမြတ်တယ်လဲဘုရားသခင်ဟာဘယ်လောက်ဘုံတကူကြီးမြတ်တယ်လဲဘုရားသခင်ကကူးကွယ်ထက်သောဘုရားသခင်ဖခင်ကဖန်ဆင်းခြင်းဘုရားဖြစ်တဲ့အကြောင်းကိုဒီတမန်တော်ဝတ္ထုမှာရှင်လုကာကတတ်တဲ့ခါနဲ့သူကဘာလူကြီးထားတာလဲလူတူတယောက်ရဲ့အတ္တလူတူတယောက်ရဲ့အရေးချင်း
လူတူတယောက်ရဲ့နေရနော်လူတူတယောက်ရဲ့ဘယ်လိုပြောမလဲအရှင်းအတန်ကိုမပြောနဲ့လူမျိုးတကာတော့ရဲ့တကဘာလုံးမှာရှိတဲ့လူမျိုးတကာတော့ရဲ့သူတို့ရဲ့လူမျိုးစပြူလာတဲ့အချိန်လူမျိုးဖြစ်လာမယ့်အချိန်ဒီလူမျိုးတွေကိုနေထိုင်ရမယ့်နေရဒီလူမျိုးတွေရဲ့ပြောဆိုရမယ့်စကားဒီလူမျိုးတွေရဲ့ယုံကြည်ရမယ့်ဘာသာတရားအဲ့ဒါဒီအားလုံးကိုလည်းဖျားသခင်ကအစကလေးကဖျားသခင်တတ်မှတ်ပြီးသားဖြစ်တယ်ဥပမာကျွန်တော်တို့ချင်းလူမျိုးတွေဟာချင်းတောင်မှနေထိုင်ဖို့ဘုရားသခင်အစီအစဉ်ရှိတယ်။ဗမာလူမျိုးတွေဟာအောက်ပြည်မှာနေထိုင်ဖို့ဘုရားသခင်အစီအစဉ်ရှိတယ်။အဲ့လိုပဲကလားလေကလားပြည်မှာပဲနေထိုင်ဖို့ဘုရားသခင်အစီအစဉ်ရှိတယ်။အဲ့လိုမျိုးလူမျိုးတစ်မျိုးရဲ့နေရာဒေသကိုဘုရားသခင်ကအစကတည်းကသတ်မှတ်ပြီးသားဖြစ်တယ်တဲ့။အဲ့ဒါကြောင့်ဣသရေလလူမျိုးတွေကိုလည်းဘုရားသခင်ကဇွဲကုတ်မူချင်းခံရဖို့ရအတွက်ပါလက်စတိုင်းမှာဣသရေလနိုင်ငံမှာအသက်ရှင်နေခံဖို့ရတဲ့ဘုရားသခင်ကြိုတင်ပြီးတော့အစီအစဉ်ချက်ထားပြီးသားဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့နေ့ရက်ကာလကျွန်တော်တို့ရဲ့ဘဝအသက်တာတွေအလုံးဟာဘုရားသခင်ကနေ့အစဉ်နဲ့နာရီစက္ကန့်တည်းမှာဘုရားသခင်ကမမေ့ဘူးဆိုတာဒီနေ့ကျွန်တော်ပြောချင်တာဖြစ်တယ်။ကျွန်တော်တို့လူတူတယောက်တည်းမကပဲနေနော်လူမျိုးတစ်မျိုးလုံးနော်အတီးတီးသောလူအလုံးယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေဘုရားသခင်ကဖန်ဆင်းထားတဲ့လူတွေဖြစ်တယ်။အဲ့ဒါကြောင့်တချို့လူတွေကနော်ဘုရားသခင်ဟာဖန်ဆင်းဘုရားဆိုတာလည်းမသိဘူး။ယုံကြည်ထိုက်တော့ကိုယ်ကထိုက်တော့ဘုရားသခင်ဆိုတာလည်းမသိသေးဘူး။အဲ့ဒါကြောင့်ဒီနေ့ဗမာပြည်အတွက်ကျွန်တော်တို့ဟာနေ့အပတ်စဉ်တမ်းမှာစုတောင်းခြင်းအစီအစဉ်ကိုကျွန်တော်လုပ်ခြင်းဖြစ်တယ်။ဒီနေ့မှလည်းကျွန်တော်တို့စုတောင်းတယ်။ပြောရှုံးတော့ငင်တော်အတွက်လည်းကျွန်တော်တို့စုတောင်းတယ်။အမှုတော်ဆောင်အတွက်လည်းကျွန်တော်တို့စုတောင်းတာအဲ့ဒါကြောင့်ပဲဖြစ်တယ်။အဲ့ဒါကြောင့်ဘုရားသခင်ကအားလုံးကိုတည်တယ်။ဇေဇာကျေလာအခန်းကြီး34မှာပါရေးထားလဲဆိုတော့လူတူတယောက်ဟာသူ့ရဲ့အပြစ်ကြောင့်တရားစီရင်ခြင်းကိုခံပြီးတော့အပင်ငရဲကိုသွားမယ်တဲ့အဲ့ဒီချိန်ကျရင်ယုံကြည်သူတူတယောက်တဲ့အပေါ်မှာဘုရားသခင်ကအပြစ်တင်ခြင်းခံရလိမ့်မယ်တဲ့ဒါပေမဲ့အဲ့ဒီလူတူတယောက်ကိုတင်သွင်းတင်ပေးပြီးတော့တရင်ကောင်းဟောကြားပြီးတော့ယေရှုခရစ်တော်အကြောင်းဘုရားသခင်အကြောင်းတော်ဟောပြောရင်းနဲ့သူကလက်မခံဘူးသူကမယုံကြည်ဘူးဆိုရင်တော့သူ့ရဲ့အပြစ်ကြောင့်အပင်ငရဲကိုပဲတွားရမယ်ဒါပေမဲ့တင်ဒီလွတ်မြောက်မယ်လို့ဘုရားသခင်ကပြောထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ယုံကြည်သူအယောက်ရှိတိုင်းရဲ့အဓိကတာဝန်ဟာသာသနာတော်ထွန်းကားဖို့တရင်ကောင်းကိုကျေပြတ်ဖို့မယုံကြည်သူတွေအတွက်ကျွန်တော်တို့ဆူတောင်းပေးဖို့ဒီနေ့တရားဟောနေတဲ့ဓမ္မဆရာတွေအားလုံးအတွက်ဆူတောင်းပေးဖို့ဓမ္မကျမ်းစာတွေအားတောင်းပြီးအတွက်ကိုယ်လုံးဖះဆူတောင်းပေးဖို့နော် missionary အားလုံးအတွက်နော်အမှုတော်ဆောင် ministry အားလုံးအတွက်ဆူတောင်းခြင်းကအဓိကဖြစ်တယ်ကျွန်တော်တို့ကမဟောနာမပြောနာမသွန်းနာပဲမဲ့ဒီ online ကနေပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ရပေါ်ကနေပဲဖြစ်ဖြစ်ဆူတောင်းခြင်းနဲ့ပါဝင်မယ်ပေးလူနာနဲ့လူကပေးလူမယ်ဆူတောင်းခြင်းနဲ့ပါဝင်တဲ့လူကပါဝင်မယ်ကူတာဟောပြောနာတဲ့လူကဟောပြောလိုက်မယ်အဲ့ဒါတော့ကောရိန္သုပထမစာဆောင်အခန်းကြီး3အငယ်10မှာပါရှိထားလိုက်ရှင်အခန်းငယ်6မှာပါရှိထားလိုက်ရှင်နော်ရှင်ပေါလုကကျွန်တော်ကမြို့ဆက်ကျဲတယ်အပူလူကရီလောင်းတယ်အပင်ရှင်တန်ကြီးထွားဖို့ရနဲ့အတိတိဖို့ကတော့ဘုရားသခင်ရဲ့တာဝန်ဖြစ်တယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကဆူတောင်းခြင်းအဖြစ်တော်လကောင်းဘေးဆက်ခြင်းဘေးကန်းခြင်းအဖြစ်တော်လကောင်းတရားဒေသနာဟောကြားခြင်းအဖြစ်တော်လကောင်းကျွန်တော်တို့တည်တဲ့မြို့ဆက်တွေအလုံးဟာဘုရားသခင်ရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့ကမြို့ဆက်တဲ့ဖို့တာဝန်ရှိတယ်ရီလောင်းဖို့တာဝန်ပဲရှိတယ်ဒါပေမဲ့ဝိညာဉ်တော်ပြောဆုံးတော့ဝိညာဉ်တော်ဖန်ဖို့နဲ့ယေရှုခရစ်တော်ကိုပြန်လက်ခံဖို့ရန်အတွက်အလောက်လောက်တဲ့သူကတော့ဝိညာဉ်တော်ဖျားပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကမြို့ဆက်တဲ့ဖို့လိုတယ်ရီလောင်းဖို့လိုတယ်ဆိုတာကိုလည်းဒီနေ့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့လူအတ္တဟာဘုရားသခင်ကတမန်ပြီးသားဖြစ်တယ်ဒီလောကမှာကျွန်တော်တို့မမွေးခင်ကလေးကဘုရားသခင်ကတမန်ပြီးသားဖြစ်တယ်အဲ့ဒီတမန်ပြီးသားဟာဘလို့ထူထောင်ခဲ့တယ်လဲဆိုတာလဲနော်ကျွန်တော်တို့ကျမ်းစာထဲမှာရေးထားတယ်လူရာတိဟာဘလို့ထူထောင်ခဲ့တယ်လဲဆိုတော့နော်ယောဘအခန်းကြီး14မှာပဲပြရေးထားတယ်နော်ယောဘအခန်းကြီး14အငယ်1နဲ့2မှာပါရေးထားလဲဆိုတော့လူဒီမင်းမဖွာတော့သူဖြစ်တဲ့ဖြစ်တယ်လူဒီမင်းမဖွာတော့လူဖြစ်တဲ့ဖြစ်အသက်သူရဲ့ဒုက္ခနဲ့ပြီးဆုံးရဲ့ပန်းပွင့်ခဲ့တော့ပွင့်ရွေရိတ်ဖြစ်ခြင်းကိုခံရ၍မတီမရဲပဲအစိတ်ကဲ့တော့သူဇွတ်တော်တတ်၏
လူရတိဟာဘလောက်တူတောင်းခဲ့တယ်လဲအဲ့ဒီမတူတောင်းခဲ့တယ်မပြောခင်မှာဘာပြောလဲမင်းမကမွေတော်သူလူဖြစ်တဲ့အတွက်ကြောင့်အပြစ်နဲ့မကင်းရှင်းဘူးဘာဖြစ်လို့လဲအေဒန်ဥကျင်မှာဘုရားသခင်ကအာဒမ်နဲ့အေဝအပြစ်ထဲမှာနွင်ကြလာတဲ့အချိန်မှာအပြစ်ထဲမှာလင်းလောင်လာတဲ့အချိန်မှာဘုရားသခင်ကြင်ချင်းကိုအမင်္ဂလာကိုခံစားရတယ်နံပါတ်1ငွေကိုဘုရားသခင်ကြင်ချင်းခံရတယ်နံပါတ်2အေဝကိုလည်းအာဒမ်ကိုလည်းကြင်ချင်းခံရတယ်အေဝကိုလည်းကြင်ချင်းခံရတယ်ဖန်ဆင်းတဲ့အရာတွေအားလုံးကိုလည်းကြင်ချင်းအမင်္ဂလာခံစားရတယ်အဲ့ဒါကြောင့်လူရဲ့မင်းမနဲ့မွေးဖွားလာတဲ့လူတွေအားလုံးဟာအဲ့ဒီအပြစ်နဲ့လုံးဝ original sin ပေါ့နော်လုံးဝမကင်းရှင်းတော့ဘူးအဲ့ဒါကြောင့်အဲ့ဒီလူအပြစ်နဲ့မွေးဖွားလာတဲ့လူသားတယူအနေနဲ့ဒီလောကမှာတက်ရှင်တဲ့ချိန်မှာဒုက္ခနဲ့နော်အမင်းတန်ရှင်ဆန္ဒရလာမယ်ဒုက္ခတရားနဲ့ပဲသူ့ဘဝကိုရှင်ဆံရလိမ့်မယ်အဲ့ဒါတော့မကဘူးပန်းပွင့်ကြတော့မနေ့ပန်းမှာပွင့်ပြီးတော့ညနေမှာနွမ်းနေတဲ့ပန်းပွင့်တပွင့်လုံးမစီရမတေချတဲ့အမေတရွိတ်နေတဲ့နော်အရိတ်လူဖြစ်သွားတယ်ကဲလူဘဝဟာမစီရတဲ့မတေချတဲ့အရိတ်လူနော်ဒီလိုပဲရွိတ်လျာပြီးမှသွားနေတဲ့အရိတ်တစ်ခုလိုပဲဖြစ်တယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ရဲ့အတ္တဟာပန်းကလေးလူပဲဖြစ်တယ်တနေရာနဲ့တနေရာကိုရွိတ်နေတဲ့နော်အရိတ်လူပဲဖြစ်တယ်အရန်ကူတူတောင်းတဲ့အတ္တဖြစ်တယ်ဆိုတာကိုလေဒီနေ့ယုံကြည်သူသားသမီးတွေကျွန်တော်တို့ဒီနေ့ကလည်းစားပြီးတော့ကျွန်တော်တို့အတ္တကိုကျွန်တော်တို့ရဲ့ဘဝကိုစဉ်းစားဖို့ကနော်ဓမ္မကျမ်းစာကနဲ့တတိပေးထားတာတွေ့ကြတယ်ဆာလံ90မှာဗာကြီးထားလဲဆိုတော့ဆာလံ90အငယ်6ကနဲ့10အထိကျွန်တော်တို့ကိုရှင်းရှင်းလေးနဲ့ကျွန်တော်ဖတ်ပြပါမယ်ဆာလံအခန်းကြီးဆာလံ90အငယ်6ကနဲ့9:10ကိုကျွန်တော်ဖတ်မယ်နော်နာနဲ့အချိန်နဲ့ကာပွင့်လာရွယ်တူးပွားပါ၏ညဥအချိန်နဲ့ကာရိုက်ရွယ်ညုံနှွမ်းပါ၏အမျက်တော်ထွက်သောအပြင်အကျွန်ုပ်တို့သည်ပြည့်ရှိခြင်းတော်ရောက်ကြ၏ဆေတော်မပီတော့ကြောင့်စူးရင်တုန်လှခြင်းရှိပါ၏အကျွန်ုပ်တို့၏ဒုစရိုက်များကိုစီတော်နဲ့၎င်းဖွင့်ထားသောအကျင့်ကိုမြတ်တော်မူအလင်းထဲနဲ့၎င်းလမ်းထားတော်မူ၏နံပါတ်9အခန်းငယ်9အကျွန်ုပ်တို့သည်အမျက်တော်ကိုခံရသောကြောင့်နေ့ရက်ကာလရွေ့တော်၍မြင့်မြတ်တို့သည်စိတ်ထင်တကယ်တော်လွန်တက်ကြပါ၏အကျွန်ုပ်တို့၏အသက်အရွယ်သည်နှစ်90အတန်ရှိပါလျက်အာကြည့်၍နှစ်80ပြည့်တော်လဲဝါကြွားခြင်းသည်ပင်ပန်းခြင်းနဲ့ဝမ်းနည်းခြင်းအဖြစ်ပါ၏သူအသက်ဒီလဲမြန်မြန်လွန်၍အကျွန်ုပ်တို့သည်စုတက်ကြပါ၏တဲ့နော်ရှင်းပြဆရာတော်မလို့တော့မနေ့ပတ်မှာပွင့်တဲ့ပန်းကလေးညနဲ့မှာကြွေကြတဲ့ပန်းပွင့်လေးလို့နော်ကျွန်တော်တို့အသက်တာဟာဘယ်သူကမှမတည်ဘူးကျွန်တော်တို့အသက်ဝိညာဉ်ဟာဘုရားသခင်ကပဲနော်သူကပဲအောက်ချုပ်တဲ့အတွက်ကြောင့်လူရဲ့အသက်တာကိုဘလောက်တူတောင်းခဲ့တယ်လဲဆိုတော့ကိုဒီမှာပြောတယ်ကျွန်တော်တို့ရဲ့အပြစ်ကြောင့်ကျွန်တော်တို့ရဲ့ဝှေ့ထားတဲ့အရာတွေအလုံးဟာဘုရားသခင်ရှိမှတော့ဝှေ့လို့မရဘူးနော်ဖွက်ထားလို့မရဘူးထမ်းထားတကယ်တော့ပေါ်လာတယ်အဲ့ဒီကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့ဒေါသအပြစ်တရားကြောင့်ကျွန်တော်တို့ဟာအသက်ကိုတူရတယ်ပြောမယ်ဆိုတော့အများကြီးပဲကဘာဥကြခန်းကြီး6ထဲမှာလဲနောရဲ့ရည်ရွယ်မှုချင်းကိုလည်းခံရပြီးပြီဒါပေမဲ့ဒီနေ့မှာဆာလံကျမ်းမှာပြောထားတဲ့အတိုင်းပဲဒီဟာကမောရှေကရေးထားတာဖြစ်တယ်တေကနာရထဲမှာဣသရေလလူမျိုးတွေကိုဘုရားသခင်ကလမ်းပြဖို့ဆောင်နေတဲ့အချိန်မှာသူတို့ခေါင်းဆောင်မောရှေကပြောထားတယ်ဣသရေလလူမျိုးတွေကဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အချိန်မှာဣသရေလလူမျိုးတွေကဘုရားကိုအမေအန်တုလို့တဲ့အချိန်မှာဘုရားလမ်းပြတဲ့အတိုင်းဣသရေလလူမျိုးတွေကလမ်းမလျှော့တဲ့အချိန်မှာအီဂျစ်ပြည်အေဂုတ်တို့ပြည်ကနေထွက်လာတဲ့ဣသရေလလူမျိုးတွေအားလုံးကတေကနာတဲ့ထဲမှာတည်သွားတယ်အသက်ရှင်တဲ့လူကဇောဆွနဲ့ကလည်းပေးချင်တယ်နော်ဣသရေလလူမျိုးအေဂုတ်တို့ပြည်ကနေနော်ဘင်လင်ကိုဖျက်လာတဲ့အချိန်မှာတင်း30ကျော်လူတွေအားလုံးထဲမှာမောဆက်လည်းနေဘူးတော်မှာတည်သွားတယ်ဆုံးသွားတယ်တက်ရှင်တဲ့လူကဇောဆွနဲ့ကလည်းပေးချင်တော့တယ်ခါနန်ပြည်ကိုရောက်တဲ့လူကအဲ့ဒီလူ2ယောက်ပဲကျန်တဲ့ကလေးတွေကတော့အဲ့ဒီတေကနာရနှစ်ပေါင်း40အတွင်းမှာမွေးဖွားလာတဲ့ကလေးတွေပဲဖြစ်တယ်အေဂုတ်တို့ပြည်ကနေထွက်လာတဲ့ဣသရေလလူမျိုးတွေဟာနော်
ဆိုးနဲ့အကောင်ကိုတီးထားတဲ့လူတွေအားလုံးဟာဘုရားသခင်ရဲ့ဗာလဲအမှုအမျက်တော်အဖြစ်နော်ဘုရားသခင်ရဲ့စိတ်အထူးမှအဖြစ်သူတို့ဟာတေကနာရမှာအကုန်လုံးတည်ဆုံးကြတယ်အဲ့ဒီချိန်မှာမောရှက်ကဘုရားသခင်ကိုဆုတောင်းတယ်ဘုရားသခင်လူရဲ့အတ္တဟာ60 90လောက်ပဲဖြစ်တယ်ကျန်ကျန်မာနဲ့နော်ခွန်အားရှိနဲ့ကျွန်တော်တို့ကအသက်ရှင်နေတဲ့ချိန်မှာနော်ကျွန်တော်တို့ဘယ်လိုပြောမလဲဒေါက်တာဘွဲ့နဲ့ပဲဖြစ်နော်ရာထူးကြီးနဲ့ပဲဖြစ်နော်တထဲကြီးပဲဖြစ်နော်အရှိအတမင်းနဲ့ပဲဖြစ်ကျွန်တော်တို့ဟိုကျွမ်းနေတဲ့အသက်တာလေးဟာလေတဲ့နောက်ဆုံးကြတော့ဘာဖြစ်လဲနောက်ဆုံးကြတော့ပင်ပန်းခြင်းနဲ့ဝမ်းနေခြင်းနဲ့ပဲအသက်ကိုကျင်ဆန်ရတယ်အသက်တော်ရှိတယ်အသက်90 90ဆိုရင်သူကရာထူးကြီးနဲ့ငင်းစားယူသွားတယ်သူကတော့တထဲကြီးဖြစ်သွားတယ်အိမ်အများကြီးရှိတယ်ကားတွေအများကြီးရှိတယ်ဆိုရင်လဲသူ့ရဲ့စိတ်ထဲမှာပင်ပန်းခြင်းနဲ့ဗါလဲဝမ်းနေခြင်းနဲ့ပဲလူရတိမှာအသက်ရှင်ရတာဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်တို့ရဲ့အသက်ဟာအလွန်ဆုံး80 90အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာကိုရှင်းစားဖို့လိုနေပြီဆာလံ39မှာလည်းဗာပြန်ရေးထားလဲလူတွေရဲ့အသက်တာဟာတခဏလေးမှပြုတ်ဆုံးသွားတာဖြစ်တယ်နော်အရေးလိုဖြစ်သွားတယ်နော်ပန်းလိုဖြစ်သွားတယ်ဖယားသခင်ရဲ့ဆာလံ39အငယ်9ကိုကျွန်တော်တို့ပြန်ဖတ်ကြည့်အောင်အဲ့ဒါလေးကိုကျွန်တော်အရှာစိတ်တယ်တိလားဆာလံ39အငယ်9ကိုဘယ်လိုရှိလားဆိုတော့ဆာလံ39အငယ်9မှာဗာရေးထားလဲကျွန်တော်ကျွန်တော်အသက်တာကိုတမိတ်မြတ်တာခန့်ထားတော်မူ၏တဲ့တမိတ်မြတ်တာခန့်ထားတော်မူ၏တဲ့ကျွန်တော်အကျွေဒီရှိတော်နဲ့ဘာမှမဟုတ်တဲ့ကဲ့သို့ဖြစ်၏တဲ့အကေရှင်စစ်မေတူကလူ၏အထွတ်တော်ရောက်တော်လဲအနတ္တတတဖြစ်၏အကေရှင်စစ်လူဒီအစိတ်တာကျင်နေပါ၏အကေရှင်စစ်လူဒီအကျိုးမဲ့ပြင်ပန်းပါ၏အောက်စာကူရှိပူတော်လဲအဘေတုခံရမယ်ကိုမတိကြအင်္ဂလိပ်ကျမ်းစာတစ်ခုမှာကျွန်တော်လူရဲ့အတ္တဟာဘုရားသခင်ရဲ့နော်အသက်မဟုတ်သွန်းတာတစ်ချက်မဟုတ်တာတစ်ချက်မဟုတ်ထားတဲ့ခဏလေးနဲ့ပြုတ်ဆုံးသွားတဲ့ဟာလူဖြစ်တယ်နော်လူတွေကဥစ္စာပစ္စည်းကိုစုကြတယ်ဘယ်သူကအမွေခံစားရမလဲဆိုတာမသိဘူးလူတွေရဲ့နော်တမိတ်စာဆိုတာနော်လက်တမိတ်စာလူတွေအသက်ကလက်တမိတ်စာပဲဖြစ်တယ်အရာကုတူတော်နဲ့လူအသက်တာမှာကျွန်တော်တို့ဝါကြွားဖို့မဟုတ်ဘူးကျွန်တော်တို့ဒီအသက်တာကိုဘယ်လိုအသုံးပြုမလဲဘုရားသခင်အတွက်ဘယ်လိုအသုံးပြုမလဲကျွန်တော်တို့မိသားစုအတွက်ဘယ်လိုအသုံးပြုမလဲကျွန်တော်တို့ပတ်ဝန်းကျင်တွေအတွက်ဘယ်လိုအသုံးပြုမလဲကျွန်တော်တို့အတင်းတော်အတွက်ကျွန်တော်ဘယ်လိုအသုံးပြုမလဲနံပါတ်1ဘုရားသခင်အတွက်ကျွန်တော်အသက်တာကိုဘယ်လိုအသုံးပြုမလဲဆိုတာဒီနေ့စဉ်းစားဖို့လိုပါပြီနော်ဒီနေ့ဘလောက်လူအသက်တာသူတောင်းခဲ့တယ်လဲကျမ်းစာမှာဘလို့ပြောခဲ့တယ်လဲကျွန်တော်တို့ကြည့်ပြီးသားပဲဆာလံ100နှစ်မှာလည်းပြောတယ်ကျွန်တော်တို့အသက်တာဟာမိခုလိုပဲဖြစ်သွားတယ်နော်မူတင်လိုပဲဖြစ်သွားတယ်တခါတည်းလည်းတက်လာပြီးတော့ပြုတ်ကွေသွားတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့အသက်ကိုလည်းမီးလောင်ထဲမှာပါသွားတဲ့ပြာကျတယ်လို့ပဲကျွန်တော်တို့ခုခန္ဓာမှာလည်းတင်းတင်းမေဖို့ဖြစ်သွားလာလိမ့်မယ်ဆိုတာလေဆာလံ100နှစ်မှာလည်းကောင်းကောင်းကြည့်ထားတယ်ဆာလံ140လေးမှာပါရေးထားတယ်လူတွေဟာအသက်နော်လူတွေဟာလူရဲ့အသက်ဟာနော်ခဏလေးနဲ့ပြုတ်ကွယ်သွားတယ်လေပဲဖြစ်သွားတယ်နော်အရိုက်ပဲဖြစ်သွားတယ်ဆိုတာလည်းပြောထားတယ်လူတွေကယောဘအခန်းကြီးထဲမှာဘာလို့ရေးထားလဲကျွန်တော်အဲ့ဒါကျမ်းပိတ်ကိုပဲဒီနေ့အများကြီးဖတ်ချက်กินတယ်ယောဘအခန်းကြီးခုနှစ်အငယ်6နဲ့ခုနှစ်ကိုပြန်ဖတ်ကြည့်ရမယ်နော်ယောဘအခန်းကြီးခုနှစ်အငယ်6ကနေနဲ့ငါတို့ရဲ့နေ့ရက်တို့ဒီရက်ကန်းလွန်ထက်မြန်၍မျောလင်းခြင်းမရှိဘဲလွန်သွားတဲ့ဖတ်ကြည့်မယ်ငါတို့ရဲ့နေ့ရက်တို့ဒီရက်ကန်းလွန်ထက်မြန်၍မျောလင်းခြင်းမရှိဘဲလွန်တတ်ကြ၏ကျွန်တော်တို့အမရီအမေရိကတော့ဆ iam လူမတို့ကတော့ကြည့်မှာပေါ့နော်ရက်ကန်းရက်ဘူးလားရက်ကန်းရက်တဲ့ချိန်မှာနော်ကျွန်တော်တို့အသက်တာရက်ကန်းလွန်ထက်မြန်နေတယ်ကျွန်တော်တို့အမေရိကရက်ကန်းရက်တင်နေကျွန်တော်တို့ဒီမှာဒီလူပဲနော်မြန်ရက်ကန်းကိုနော်ဒီတဲ့ပဲကန်းအဲ့ဒီထက်မြန်နေတဲ့နော်လူအသက်တာကစဉ်းစားကြည့်ဆိုလိုချင်တာကဘုရားသခင်မတည်တဲ့လူတွေအတွက်တော့ဒီမနေ့မယုံကြည်သူတွေလည်းထားတာပဲမယုံကြည်သူတွေလည်းရှုပ်သွားတာပဲမယုံကြည်သူတွေလည်းဆက်လန်းရှုပ်တာပဲအသက်ရှင်တာပဲလို့ပဲစဉ်းစားရင်တော့အဲ့ဒါက
ตบาโอโรจาร์แต่เป็นเมื่อฉันรู้สินสารชิงมามันเนี่ยโซทาลาร์เจนมามันโอ้ฉันรู้ไม่สิบคนนั่นเนี่ยโอ้ภาษาฮานั่นเนี่ยตัวละหลายเช่นนั่นเนี่ยอินเตอร์เน็ตนั่นเนี่ยบริกฟาสต์นั่นเนี่ยเลเปย์ตัวนั่นเนี่ยลูมิวดิสินสามีสุดเนาะดิโลดูดอนเนี่ยอัตตามาฉันรู้อาศัยลูกพิษเนี่ยมีคู่ลูกพิษเนี่ยดิโลดูดอนอัตตามาพิยาตะคิงกับเจมมาเช่นตาคิมเปเรสุดพิยาตะคิงกูไม่ชิมวยมันเนี่ยมันเนี่ยนะอ๋อลูกอัตตาสินสาปูเนี่ยบีทีนี้ไม่ยุ่งจีตุลูเบ้နော်မနေ့စောစောထားပြီးတော့သွားလမ်းလျှောက်စားတော့ရှူလဲမတော်မဲဖះလဲမချင်မွေးမဲနဲ့ဒီလိုပဲအသက်ရှင်နေမယ်ဆိုရင်တော့အခုနဆရာမပြောသလိုမယုံကြည်သူတွေနဲ့ကွက်ချက်တော့မှမရှိဘူးနော်တနင်္ဂနွေနေ့ဖះကြောင်းသွားတချင်းစုကားတာတော့လွေလေးပဲအဲ့ဒါမယုံကြည်သူတွေလည်းအမေတန်ပါဝင်တာပဲဟုတ်တယ်မလားတစ်ပတ်ကျွန်တော်တို့ရှိကိုလာပါဖိတ်ခေါ်လဲအဲ့ဒီမယုံကြည်သူကဖះကြောင်းမှာကားမယ်လက်ခောက်တီးမယ်ဒါပေမဲ့သူ့စိတ်ထဲမှာဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့စိတ်ထဲမှာရှိဖို့လိုတယ်ကျွန်တော်တို့အတ္တတာဘလောက်တူတောင်းခဲ့တယ်လဲကျွန်တော်တို့အတ္တတာဟာဘလောက်ဖျားသခင်ကမွေမြတ်ထိုက်ခဲ့တယ်လဲဆိုတာကိုဒီနေ့ကျွန်တော်ပြောချင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အတ္တတာဟာဇက်ကန်လွန်းချက်လင်းမြန်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာတတိထားဖို့လိုနေတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဖျားသခင်ကကျွန်တော်တို့ကိုတေမဲ့အချိန်တေမဲ့နေရဘယ်လိုတေမဲ့လဲဆိုတာလူတွေကိုတိခွတ်မပေးဘူးhow ဘယ်လိုလဲဝမ်းပဲအချိန်မှလဲဝဲရပဲမှလဲလူတွေကတက်မယ်လဲဆိုတော့ဘုရားသခင်ဒီခွတ်မပေးဘူးပေတနာချက်အခန်းကြီးရှိအငယ်ရှိမှပြန်ဖက်မယ်နာဝိညာဉ်ကိုအစိုးရ၍ချုပ်ထားနိုင်တော့လူတယောက်ကူမြတ်မရှင်တေချင်းရောက်တော့အခါတစ်ခုမရှင်လူရဲ့အတ္တလူရဲ့ဝိညာဉ်ကိုဘယ်သူကမှအောက်ချုပ်နိုင်ခွင့်မရှိဘူးအောက်ဆုနိုင်တော့သူမရှိဘူးကျွန်တော်တို့ရဲ့အသက်သခင်ဟာကျွန်တော်တို့အသက်နာဝိညာဉ်ကိုအောက်ဆုနာတော့သူဖရာသခင်ပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ဖရာကိုပဲကျွန်တော်တို့အောက်ကူရအောင်ဖရာကိုပဲကျွန်တော်တို့ဆက်ကကြရအောင်ဖရာသခင်အတွက်ပဲကျွန်တော်တို့အသက်တာကိုအသုံးပြုဖို့ရကျွန်တော်တို့အထိုက်တွင်းချင်ပါတယ်တေသနာချက်အခန်းကြီးကိုအငယ်7နှစ်မှာပြောလဲလူတူတယောက်ရဲ့မိအချိန်ကာလမိတေတော့အချိန်နော်ဘယ်သူကမှရွေးချယ်လို့မရဘူးကျွန်တော်ငှက်ပြက်နဲ့တဲချင်းနဲ့ကျွန်တော် accident နဲ့တဲချင်းနဲ့ကျွန်တော်ဖျက်နာခြင်းနဲ့တက်ခြင်းနဲ့ကျွန်တော်ဒီလိုမျိုးတက်ခြင်းနဲ့ကျွန်တော်ဆေးရုံမှာတက်ခြင်းနဲ့ကျွန်တော်အိမ်မှာပဲတက်ခြင်းနဲ့ကျွန်တော်မိသားစုနဲ့ပဲအတူတူတက်ခြင်းနဲ့အမျိုးမျိုးနော်ကျွန်တော်ညနေမှာတက်ခြင်းနဲ့ကျွန်တော်မနေ့ပတ်မှာတက်ခြင်းနဲ့ကျွန်တော်ဒီနေ့ကိုယ်နေ့မှာပဲတက်ခြင်းနဲ့ဆိုတဲ့ဟာမျိုးလူတွေကဆွေးလို့မရဘူးလူတွေကဆွေးလို့မရဘူးတဲ့ဘာပြောလဲကြောအကွတ်မှာမိထားတဲ့ငှက်တကောင်လုံးပိတ်ကွတ်မှာမိထားတဲ့ငါးတကောင်လုံးလူရဲ့အသက်တာဟာမမျော်လင့်ပဲနဲ့နော်ဆုံးတတ်တယ်ဟာလေလုယာဘုရားတခင်နာမတော်ဝင်ကြည်ပါစေဒီလောက်နော်တူတောင်းတဲ့အတ္တကာလမှာကျွန်တော်တို့ရွေးချယ်လို့မရတဲ့အတ္တကာလမှာဒီနေ့ဓမ္မတရားကိုကြားနာတဲ့အရောက်ရှိတဲ့ပုံမှာဘုရားတခင်တိချင်းတရားကိုနားလေချင်းတရားကိုဖျက်တင်ပေးပါစေဒီနေ့လူအများကြီးဟာနော်မြတ်အရင်နဲ့မနေ့မှမထနိုင်တဲ့လူတွေများကြည့်မယ်အဲ့ရင်နဲ့တည်တဲ့လူတွေအများကြီးပဲနိုင်ငံချက်မှာရှင်ပူများတယ်နော်ကျွန်တော်တို့ဗမာပြည်မှာတော့အဆအတောက်ကလည်းတိတ်မကောင်းလို့ပြောမှာပေါ့နော်ကျွန်တော်တို့ကဗမာပြည်ကတိတ်အရှိမမီသေးလို့ကျွန်တော်တို့ဟိုအမေရိကန်တို့ဩစတြေးလျတို့စင်ကာပူတို့မလေးရှားတို့မှာအမေရိကန် news မှာနော်တတိမှဖတ်ကြတာပဲမနေ့ညကျတော့သူကောင်းအိုက်ကြတယ်မနေ့ကျတော့သူအဲ့ရပေါ်မှာမနူးတော့ဘူးအဲ့ရပေါ်မှာတည်သွားတယ်ဆိုတဲ့ဟာတွေအမျိုးမျိုးပဲတရင်ကြရတယ်တချို့လူတွေကနော်ခမင်းဆိုင်ရင်နဲ့မှနော်ဆန်တလုံးလေးနော်ထမင်းတလုံးလေးဗာလဲမြူချတဲ့အချိန်မှာလာလွှဲသွားလို့စားရင်နဲ့တေသွားတဲ့လူတွေများကြီးပဲတချို့လူတွေကရီတော့ရင်နဲ့နော်ရီကအဆောက်ထဲမှာရီဘယ်လိုပြောမလဲလမ်းကြောင်းလွှဲသွားလို့နော်ဟောက်ထားတယ်နဲ့ရီတော့ရင်နဲ့တေသွားတဲ့လူတွေအများကြီးပဲတချို့လူတွေကလမ်းလျှောက်ရင်နဲ့ကားမဟုတ်လို့နော်ဆိုင်ကယ်မဟုတ်လို့တေသွားတဲ့လူတွေအများကြီးပဲတချို့လူတွေကနော်ကျွန်တော်တို့ကိုဗစ်ချိန်ကာလမှာများကြည့်တွေ့တယ်မဟုတ်လားထန်ကုန်ပေါ်မှာထိုင်ရင်နဲ့တည်တော်တဲ့လူတွေအများကြီးပဲနော်အဲ့ဒါကြောင့်ကျွန်တော်တို့သိရမယ့်ကာလဟာကျွန်တော်တို့မကြည့်နိုင်ဘူးကျွန်တော်တို့နောက်ဝိညာဉ်ဖရာသခင်ပဲတည်တဲ့အတွက်ကြောင့်ဒီနေ့ညီကူမောင်နှမမြတ်ကိုတတိထားဆက်ခြင်းနဲ့နော်ကြောက်ကွတ်မှမိတဲ့ငှက်တကောင်လုံးပိတ်ကွတ်မှမိထားတဲ့ငါးတကောင်လုံးကျွန်တော်တို့အသက်နှစ်ရက်ကာလဟာကုံဆုံးရမယ်မမျော်လင့်ပဲနဲ့ကျွန်တော်တို့ကြုံတွေ့ရမယ့်ချိန်ကာလဖြစ်တယ်မနေ့ဖြတ်အကြောင်းလည်းမသိဘူးအဲ့ဒါကြောင့်အဲ့ဒါကြောင့်ဟိုမတမန်တော်ဂျင်းဂျာကော့ကဘာရှိထားတယ်လဲဆိုတော့နောက်ဆုံးကျွန်တော်ဖတ်ချင်တယ်
ยากกับแบบพิวทัดเลยสินะมันเนี่ยเพียงเนี่ยอเบโตพี่เมกูตินโดมาจีจ้าตินโดอัตดีอเบโตอายาพี่เมเลขณะที่ชาบีมาไว้พิวทัดโตคู่อมวยพิดีทาราพิอาร์อลูโรชียินงาเราดีเลยอัตชินเลยอีโตพิวเจ้าคงทุโตพิวเจ้าคงหุตาตินีสุติยาพีจะคู่ตินโดดีมิทองหัวชินวัวจ้าเจ้าเตอีทุโตวัวจ้าชิมยาสิเตมียดีมก้าวมาติมพีทุจังก้าวโตอจิงกูจินเลยมาจิมเบมันเนี่ยตัวตูมาพิสิจ่ายอาจารย์ก้าวเลยเนาะมันเนี่ยเพียงอัตมาวัวจ้าเนี่ยมันเนี่ยเพียงอัตมีอลินเช็ดจีมาทานเนี่ยมันเนี่ยเพียงจะโนท่ามันกยีตัวมันเนี่ยเพียงลับบลูโลมันบาหินซามันบาญาริโนสิมาสวยเนี่ยพยาติกิอลูโรชีอินอลูเบเปียวเลยเนาะมันเนี่ยเพียงพยาติกิอลูโรชีอินจะโนเจตตาเช่ไหมมันเนี่ยเพียงพยาติกิอลูโรชีอินปลาตาซาไหมมันเนี่ยเพียงพยาติกิอลูโรชีอินมิสซันทรัมไหมมันเนี่ยเพียงพยาติกิอลูโรชีอินจะโนเอวันเกลิโนฮุมเซลตัวไหมมันเนี่ยเพียงพยาติกิอลูโรชีอินสูดอนชิมาปาเวไหมเอลูเบเปียวบาร์จะโนมันเนี่ยเพียงสูดอนชิตัวไหมจะโนมันเนี่ยเพียงมอบีมามิสซันตัวไหมจะโนมันเนี่ยเพียงเจเอริสมาปลาตาซาไหมเอลูมิวมาเปียวเนี่ยအဲ့ဒါယုံကြည်သူတူတယောက်ဖြစ်ပြီးဆိုရင်တော့ဖယားသခင်အလိုတော်အသက်ရှင်မှာဒူတော်တဲ့ဒီကာလမှာမနေ့ဖြတ်အတွက်မဟုတ်ပါကျော်နဲ့မနေ့ဖြတ်အတွက်မျောလင်းချက်ကြီးတော့ထားပါဒါပေမဲ့ဖယားသခင်အလိုတော်ရှိရင်လို့ပဲပြောလိုက်ပါကောင်းတော့အကျင့်ဆိုတာတိလျက်တန်းနဲ့မကျင့်တော့သူဟာအပြစ်ရှိတဲ့အဲ့ဒါကြောင့်ဖယားသခင်အလိုတော်ရှိတယ်ဆိုရင်ဖယားသခင်ရဲ့ကျွန်တော်ကိုအလိုတော်ရှိမယ်ဆိုရင်တော့ဒီလူလမ်းပြတ်ပုဆောင်မယ်ဆိုတော့ဆိုတာဘလောက်ကောင်းမြတ်ခဲ့တယ်လဲကိုခွန်အားကိုရဲ့မာနကိုရဲ့အရှင်အတန်းကိုရဲ့ဆွေငွေစတနာကိုမှရှိတဲ့အရာတွေအားလုံးကိုအားကိုးပြီးမှမနေ့ပြန်ကျွန်တော်ဒီလူတော့မယ်မနေ့ပြန်ကျွန်တော်ဒီလူလောက်မယ်မနေ့ပြန်ကျွန်တော်ဒီလူရှိတဲ့ဆိုတဲ့ဟာမျိုးကိုဆရာမိုက်ပိတ်ထားတယ်မကြားရအောင်ဆရာမိုက်ဆရာအတန်မကြားရအောင်ဟုတ်ပြီအဲ့ဒါကြောင့်မနေ့ပြန်အတွက်လုံးဝမဟုတ်ပါကြောနဲ့မနေ့ပြန်အတွက်ဆိုရင်ဖယားသခင်ပဲတည်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရှိတဲ့ရှင်းရှင်းအောက်စားတွေနော်ကျွန်တော်မနေ့ပြန်ဘေးအချီဝမ်းမယ်ဘေးငါသွားမယ်ဘေးလောက်မယ်ဆိုတာလုံးဝမပြောနဲ့ဖယားသခင်အလိုတော်ရှိရင်ဆိုတာယုံကြည်သူကတော့ပဲပြောရမယ်တဲ့အဲ့ဒါရောက်ကောက်ကကျွန်တော်တို့မှာထားပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟာဖယားသခင်ကတတ်မတဲ့နေ့ရက်ကာလမှာတက်ရှင်တဲ့အတွက်ကြောင့်ဘုရားသခင်အတွက်ပဲကျွန်တော်အသက်ရှင်ဖို့ရှိတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့နော်တေတနာကျအခန်းကြီး7နှစ်အငယ်7ကိုဖတ်မယ်။အချောက်အချာအားမူကဘုရားသခင်ကိုကြောက်ရွံ့၍ပညတ်တော်ကိုဆုံးရှုံးလော။ဤစိတ်ကလူနဲ့ဆန်သောအမှုအလုံးစုံတော့ကိုထောက်ထားတည်းအကြောင်းမူကဘုရားသခင်ဒီခတ်တင်သောဝေထားခြင်းမဆာ၍အလုံးစုံသောအမှုကောင်းသောကောင်းစီတမြတော့ကိုစစ်ကြောရွယ်တရားတစ်ဖြစ်ရှိရင်တော်မူလက်တံဗမာစကားဗမာကျမ်းစာဖတ်ရတာတော့ကျွန်တော်အမရဘူးအင်္ဂလိပ်လိုဘယ်လိုရေးထားလဲဆိုတော့နောက်ဆုံးမှာကျွန်တော်တို့ကျင့်ကြံရမယ့်အရာတစ်ခုကဘုရားသခင်ကိုကြောက်ရွံ့မယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်မယ်ဘုရားသခင်ရဲ့တွင်တင်ချက်ကိုပဲကျွန်တော်တို့လိုက်လျှော်ရလိမ့်မယ်ဒီလောကမှာအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ပြုတ်ခြင်းတမျှအရာတွေအလုံးမကောင်းသောအခြင်းကိုပဲဖြစ်ကောင်းသောအခြင်းကိုပဲဖြစ်ဘုရားသခင်ကအကုန်လုံးမှတ်မိတယ်ကျွန်တော်တို့တည်ပြီးမှဘုရားသခင်ကကျွန်တော်တို့ကိုရှိရင်လိမ့်မယ်အဲ့ဒါကြောင့်အသက်ရှင်သောကာလမှာဒီပန်းတပွန်းတို့အသက်ရှင်နေတဲ့အချိန်မှာမိခုတို့အသက်ရှင်နေတဲ့အချိန်မှာမိုးတင်လို့ရွှေ့လဲနေတဲ့အချိန်မှာပထမကတော့ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲဘုရားသခင်ကိုကြောက်ရွံ့ပြီးတော့အသက်ရှင်ဖို့ပဲကျွန်တော်တို့ကဘုရားသခင်ကကျွန်တော်တို့ကိုသူ့ရဲ့နှုတ်ကပတ်တော်အဖြစ်တေချာစွာဖြင့်မှာချပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ကြားဘူးနားဘူးတဲ့အားတွေဒီမိနစ်ပတ်မှာအတိအားဖြင့်ပြင်လဲကျန်လာတဲ့အချိန်မှာယုံကြည်သူအရောက်ရှိတဲ့အပေါ်မှာအသက်တာမှာတိဆောက်เสียဖြစ်စေချင်ပါတယ်အဲ့ဒါလူဟာတည်သောအမျိုးဖြစ်တယ်တခါတည်မယ်တည်ပြီးမှတရားရှိရင်ချင်းကိုခံရလိမ့်မယ်ပြီးမှကျွန်တော်တို့ရဲ့တွားရမယ့်လမ်းဟာနှစ်ကြောင်းပဲရှိတယ်ထာဝရတည်ခြင်းငရဲ့ကိုတွားမလားထာဝရအသက်ရှင်ကောင်းကင်ကိုတွားမလားကျွန်တော်ဒီလောကမှာတက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ရွေးချယ်ဖို့ရှိတယ်ဆိုတာကိုဒီမနေ့ဆရာဟောကြားဖြစ်တာဖြစ်တယ်အရောက်ရှိတဲ့အပေါ်မှာဘုရားတင်ကောင်းချီးပေးပါစေအာမင်အာမင်
ဝယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကျမတို့အတွက်အားလုံးအတွက်ကောင်းချီးဖြစ်မယ်လို့ညွှန်နေတယ်အရေးကြီးဆုံးကျမတို့ညဘဝအတက်တန်းကအင်မတန်မှလောကမှာတခဏပဲဖြစ်တယ်ထာဝရအတ္တရဖို့အင်မတန်အရေးကြီးတဲ့အရာဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်ဝင်ကသွားတယ်ဆရာတော်သူပဲကျေးဇူးတင်တယ်ဆရာနဲ့မိသားစု ministry ဆက်လက်ဖျားရှင်ပါပြီးကောင်းချီးပေးပါစေခုချိန်မှာကျမတို့နောက်ဆုံးဆူတောင်းခြင်းတစ်ခုတွားရအောင်ခုနပြောသွားတဲ့အတိုင်းပဲမကြမ်းမမာတဲ့သူတွေအတွက်ဆူတောင်းပေးမယ်စေယုံစေခမ်းမှာရှိတဲ့လူတွေအိမ်မှာရှိတဲ့လူတွေဆူတောင်းမယ်အခုချိန်ရတီဥတုတန်ကြောင့်တွေးလွန်တုပ်ကွေးတွေလည်းတချို့ဖြစ်တယ်ရိုးရိုးတုပ်ကွေးလည်းဖြစ်တယ်လူတွေအတွက်လည်းဆူတောင်းပေးရအောင်ပြီးတဲ့ခါကျတော့ CCA ရဲ့လှုပ်ရှားမှုတွေအတွက်ကျမတို့ဆူတောင်းရအောင်ကျန်းစာကြောင်းအခုဒုတိယonline ကျန်းစာကြောင်းလည်းပြန်ဖွင့်နေပြီဆိုတော့ဒီအတွက်လည်းဆုတောင်းရအောင်ပထမတုတ်ဖျားပို့ဆောင်ပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းမယ်နောက်ဒီဒုတိယအကြိမ်အတွက်လည်းဆက်လက်ပြီးဖျားပို့ဆောင်ဖို့ဆုတောင်းရအောင်ကျောင်းသူကျောင်းသားများနဲ့သင်ကြားပေးတဲ့ဆရာဆရာမတွေအတွက်ဆုတောင်းပေးရအောင်နောက်တခြားကျမတို့CCA member များအတွက်မဆာပြီးအားလုံးအတွက်ကျမတို့အတူတူကဆုတောင်းကြမယ်ပြီးတဲ့အခါအဆုံးမှာဒေတာဝင်ကပေးတဲ့ဆရာကြီးကနေအဆုံးသတ်ကောင်းချီးပေးဆုတောင်းခြင်းနဲ့ကျမတို့အဆုံးသတ်ကြမှာဖြစ်ပါတယ်။ဟောဆရာမ charity သူကပြောလို့ရသေးလားသူအပြင်ထွက်တယ်ဆိုတော့meeting တစ်ခုရှိလို့သွားတယ်တဲ့ဒါကြောင့်မလို့သူစင်မပြေဘူးဆိုရင်ဒီအခုပြောသွားတဲ့အချက်တွေအတွက်နာမကျန်းတဲ့လူတွေအထူးတင်ပြဆရာရှိအောင်မလားဆုတောင်းခံဖို့မရှိဘူးဆိုရင်ကျမတို့တီးတဲ့လူတွေအတွက်ရောမတီးတဲ့လူတွေအတွက်ရောအိမ်မှာရှိတဲ့လူတွေစေကမ်းမှာရှိတဲ့လူတွေနာမကျန်းဖြစ်တဲ့လူအားလုံးအတွက်ဆုတောင်းပေးနေ CCA အတွက်လည်းဆုတောင်းရအောင်နောက်ဆုံးဒေသနာရှင်ရဲ့အကောင်းကြီးပေးဆုတောင်းခြင်းနဲ့အစီအစဉ်ရုပ်သိမ်းကြပါစို့Hallelujah, hallelujah, Papsia Corina Maro. Hallelujah, Passionamo Topa, Coaching, Namara Chin, my question, Lecuro, Papsia again, Uro, Sunday Bounty, Chin, Matakin, Yoran, Mataku, Macro, the Minia attention to Oh, hallelujah, Patia, the Kuchimana Machan, the Kurota, the Minia. Oh, hallelujah, Lumina, suppression COVID-19. Oh, say, yoga when I should see the Namaroko Chimia Pare, Chile, oh, Hoja Pires, Agile, I come to be Muba, I come to be, but I'm matching Bill, oh, Mapama, when I let question, the Minian, oh, nice to dance. She don't know
သူတို့ရှိတဲ့ရမှာကောင်းတီပေးမှာမနေ့တိုင်းဆူတောင်းစစ်စင်မှာပါဝင်ကြတဲ့ယုံကြည်သူရောက်စရင်တိုင်းကောင်းချီးပေးတော်မူပါယေရှုဆူတောင်းကြပါတယ်ဒီကြောင့်ဆောင်းနေလို့လိုက်ဆုံးသက်ပေးဖို့ရန်အတွက်ဒေသနာရှင်ဆရာကနေပဲဆုတောင်းကောင်းချီးပေးဖို့အချင်းနဲ့ဆုံးသက်ရအောင် ဆုတောင်းကြရအောင်ကောင်းကင်ဘုံနဲ့ရှိတော်အဖခမဲတော်မတ္တတော်ဒီတော်လကောင်းသခင်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်တော်လကောင်းတန်ရှင်တော်ငင်တော်ဖရာရဲ့မြတ်တရားဖွင့်ခြင်းလမ်းပြပူဆောင်ခြင်းတော်ဒီနေ့ကပါကြကြမှာတရှိတော်ယုံကြည်သူသားသမီးရောက်ရှိတာအပေါ်မှာအမေထောက်ရဒီမဲတရှိပါစေတော်အာမင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 ်အလောကျေးဇူးတင်တယ်ဆရာကိုလည်းအထူးကျေးဇူးတင်ပါတယ်ခွန်အားရပါတယ်ဆရာကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဆရာမဆရာရောပါဝင်တို့ရောက်ဆရာနဲ့ကျေးဇူးများတင်ပါတယ်ဖျားရှင်တိုင်းကောင်းချီးပေးကြပါစေအာမင်အာမင်ဆရာမလေးရှားမှာနေတာဟုတ်လားဟုတ်တယ်မြန်မာကျွန်တော်ကတော့ထမင်းစားဖိုက်တာနဲ့ဒေသနာဟောဖို့ဖိုက်တာကအရန်ကိုဝမ်းသာဆုံးအဲ့ဒါဖေး